ရိုနယ်ဒိုအတွက်မဟုတ်ခဲ့တဲ့ဆော်ဒီဘင်းဖလားအားလုံးပဲမင်္ဂလာပါ90 minute new ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရိုနယ်ဒိုဟာကစားသမားဘဝစုဖလားအတော်များများနဲ့မကင်းတဲ့သူဖြစ်ပေမဲ့ဆော်ဒီဘင်းဖလားရဖို့ကိုတော့ကံမပါခဲ့ပါဘူးအန်နာဆာကိုရောက်ရှိလာတဲ့နှစ်ကစပြီးယခုရာသီထိဆော်ဒီဘင်းဖလားကနေ၄ချိန်လုံးကိုလက်ပြနှုတ်ဆက်ခဲ့ရတာပါမင်းညာကရီယယ်မက်ဒရစ်မှာအကောင်းဆုံးတွဲဖက်ဖြစ်ခဲ့တဲ့ဘေစီမာပါဝင်တဲ့အီတီဟတ်အသင်းကို2 ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးထွက်ခွာခဲ့ရတာဖြစ်ပါတယ်ရိုနယ်ဒိုအနေနဲ့ဒီပွဲမှာအသက်အရွယ်ရကိန်းဂဏန်းတစ်ခုကိုရောက်ရှိနေပေမဲ့အတော်လေးစူးစမ်းပန်းစားကစားခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။ဒီရသည်ဆော်ဒီရဲ့စုဖလားတစ်လုံးချင်းစီကိုပြစ်မှတ်ထားနေတဲ့ရိုနယ်ဒိုတယောက်အခုဆိုရင်ဘင်းဖလားကိုပါလက်လွတ်ဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။ဆော်ဒီဘင်းဖလားဆိုတာကအင်္ဂလန် FA ပြည်တွင်းစုဖလားနဲ့ဆင်တူနေတာကိုမြင်တွေ့ရပါတယ်။ FIFA ကတရားဝင်အသိအမှတ်ပြုထားတဲ့စုဖလားမဟုတ်ပေမဲ့ပြိုင်ပွဲရှင်ပြိုင်တဲ့ပုံစံကအစား FA ဖလားနဲ့တူညီနေတာပါ။ဒီပွဲမှာရိုနယ်ဒိုဦးဆောင်တဲ့အန်နာဆာအသင်းရဲ့ခန်းစစ်ကအတော်လေးကိုပြောစရာဖြစ်နေခဲ့ပါတယ်။ပြိုင်ပွဲကစားသမားတွေရဲ့ကြော်ဖြတ်ခြင်းကိုမကြာခဏခံနေရတာဖြစ်ပြီးရိုနယ်ဒိုအနေနဲ့တောင်ပန်ကိုထွက်ကစားရတဲ့အထိကိုရောက်ပေါက်ခဲ့တာပါပိုပြီးပြောချင်စရာဖြစ်လာတာကပွဲကစားချိန်49မိနစ်မှာအီတီဟတ်ရဲ့ကစားသမားအနီကတ်နဲ့ထုတ်ခံရပြီးနောက်ပိုင်းမှာတော့ဂိုးရရှိခြင်းမရှိတဲ့ရပါဒုတိယပိုင်းတစ်ပိုင်းလုံးအီတီဟတ်ကိုဖိအားပေးကစားခဲ့ပေမဲ့ရရှိလာတဲ့အခွင့်အရေးတချို့ကိုအဆုံးသတ်နိုင်ခြင်းမရှိခဲ့တာကိုမြင်တွေ့ရမှာပါရိုနယ်ဒိုအနေနဲ့လည်းကိုသမားနဲ့တူးချင်းထိတ်တိုက်တွစ်ဆုံခဲ့တဲ့အပိုင်အခွင့်အရေးကိုလွှဲချော်ခဲ့တာကနှမျောစရာဖြစ်ခဲ့ပြီးအန်နာဆာတို့ဂိုးရမယ့်အခွင့်အရေးကနေဆုံးရှုံးခဲ့တာဖြစ်ပါတယ်နောက်ပိုင်းမိနစ်တွေမှာအီတီဟတ်ရဲ့တယောက်ရောက်ခံစစ်ကိုမထိုးဖောက်နိုင်တဲ့အန်နာဆာကပဲဆော်ဒီဖျင်ဖလား16 သင်းအဆင့်ကနေလက်ပြနှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်